အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြီးတော့ဘာလို့တဖန်ပြန်လဲကြိုဆိုလိုက်ပါဗျဒီနေ့ဗီဒီယိုလေးကတော့ giveaway event က +2 free token လေးရဲ့ကျွန်တော်စီမှာရှိရဲ့ diamond 2000ကျော်နဲ့ giveaway skin နောက်ထပ်တစ်ကောင်ရနိုင်မလားဆိုတာကိုတော့ဘာလို့ကျွန်တော်အနေနဲ့ဒီဗီဒီယိုမှာလှည့်ပြမယ်နော်ပထမဆုံးအနေနဲ့ diamond ဖြစ်ထားလို့ရတဲ့ free token တွေကိုအရင်ဆုံးယူလိုက်မယ် diamond ဖြစ်လို့ရတာကတော့7ကက်တီရတယ်နောက်ထပ် diamond သုံးရင်ရမယ်ဟာတော့4ကက်တီတီကျန်သေးတယ်အဲ့ဆိုတော့ကျွန်တော်တို့ပထမဆုံးရတဲ့7ကက်နဲ့အရင်ဆုံး event မှာသွားပြီးတော့လှည့်မယ်ဗျာကျွန်တော်စီမှာတော့ဆောင်းရန်ကန်ကောင်းပြီးတော့ဒေါ30နဲ့ရရှိတာရဲ့ချောင်းကလေးစကင်တော့ရှိတယ်နောက်ထပ်လိုချင်တဲ့စကင်တွေရှိသေးရောကျွန်တော်ကတော့ဒိုင်းမွန်ပို့ပြီးတော့ထည့်ထားတယ်ကျွန်တော်လိုချင်တဲ့စကင်တွေကတော့ဂူရှင်ဒါမှမဟုတ်ဒိုင်းလောက်ဆိုရင်အဆင်ပြေရဗျာဂူရှင်ကိုတော့ဒိုင်းလောက်ထဲပို့ပြီးတော့လိုချင်တယ်နော်မွန်တို့ရေကဲအဲ့ဆိုရင်ကျွန်တော်တို့တန်တော့ပထမဆုံးလှည့်လိုက်မယ်ကဲမာရှာစကင်တော့ရတယ်အီလိုက်လားနော်မယ်လားတော့မသိဘူးတန်တယ်ဗာစကင်ရမလဲဆိုတော့ဘာမှမရတော့ပါဘူးကျွန်တော်တော့ရှီမီတာဟာကြီးထပ်ပြီးတော့ပေါက်လိုက်တယ်ဘင်ကိုကြည့်ရမယ်ဆိုရင်လေကိုကိုကြထားရဗျာတိတ်ပြီးတော့ဆင်းတော့မပြေဘူးကိုကြတာဒါပေမဲ့လေ1ကြရင်တော့တစ်ခါရတန်းပြီးပတ်စဝတ်တော့လို့ဒေါ30နဲ့လိုချင်တဲ့စကင်တစ်ခါရရရင်ဘယ်တော့ကောင်းလိုက်မလဲနော်ကဲဆိုရင်နောက်ထပ်တန်းတော့လက်အောင်ဆိုရင်ကျွန်တော်ဒိုင်းမွန်1000ကျော်ဆက်ရမယ်ဗျာကိစ္စတော့တိတ်ပြီးတော့မရှိဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်စီမှာဒိုင်းမွန်1000ကျော်ရှိရဆိုတော့တန်းတော့ပဲသွားလိုက်မယ်နော်ဘာပေါက်သွားမလဲဆိုတော့မွန်တို့ရဲ့အဖြေကကဲတန်စကင်တန်အတလဲရဲ့ဘာစကင်လည်းမသိဘူးနော်မယ်လားအေးလားကျွန်တော်လည်းမသိဘူးအဲ့တော့နောက်ထပ်ဘေးရဲ့စကင်ဒီဘေးကတော့ e light ပေါ့နော် e light ထင်တယ်ကျွန်တော်လည်းကျွန်တော်စီမှာ normal skin တွေ elite skin တွေတိတ်ပြီးတော့မရှိတော့ကျွန်တော်ဒီမှတော်တော်လေးတန်တယ်လို့ပြောလို့ရတယ်ဗျကျွန်တော် skin တွေတော်တော်များပေါက်တယ် skin ပေါက်တာခဏအသာထားရင်ခုန်စရာပင်ကိုကြီးကဘဝမြန်ကြသွားမလားဝမ်းမကြောက်ပါတို့ရေခုန်ကြီးကိုကြားတယ်လို့ဘယ်လိုတက်မလဲလို့အဲ့ဘင်ကိုကွက်ကြီးမင်းမှုနေသူတွေနော်ပါတို့ငါ့မွန်တို့ကတော့ပတ်စဝတ်မှာချိုးကျွေးပြီးတော့ပတ်2မှာဂျင်းထိတ်လာမသိဘူး3-4ဘင်ကိုကဆိုရင်တော့တောင်းစားရပါပြီကဲဒီမှာကျွန်တော်အနေနဲ့ကောင်းစားစကင်ရတော့မော်စကိုကြီးပေးရှိပြီးသားစကင်ကြီးပဲရရပါတော့ကဲရဆိုရင်ကျွန်တော်စီမှာဒိုင်းမွန်1000ကျော်လဲကျွန်တော်ရဲ့ဒိုင်းမွန်ခုနက1000ကျော်သုံးလိုက်တာကျွန်တော်ဒီမှာဖီးတုတ်ကင်4ကက်ထပ်ပြီးတော့ရတယ်ခုနကရှိပြီးသားစကင်တွေရတာတကက်ထပ်ပြီးရတယ်ဆိုတော့ကျွန်တော်စီမှာ5ကက်ရှိတယ်အဲဆိုတော့ကျွန်တော်တို့တုံကင်5ကက်နဲ့ဒိုင်းမွန်1125နဲ့ပေါင်းပြီးတော့လှည့်မယ်နော်ဒီတန်းတို့ကနောက်ဆုံးဖြစ်တဲ့အတွက်တခါရဲ့တန်းမှုတော့မွန်တွန်းကိုပြောလိုက်ရှင်တယ်ကဲအဲ့ဆိုရင် let's goစကင်ရတော့ကန်ချာစကင်ရရဲ့ဒါပေမဲ့အီလိုက်တာနော်မယ်လားကျွန်တော်လည်းတည်ချာမသိဘူးနောက်ထပ်စကင်ကဗာလဲဆိုတော့မင်းစစ်သားစကင်ရတယ်ဒါကတော့အီလိုက်လားနော်မယ်လားဒါလည်းမသိဘူးတန်တော့တဲ့စကင်ကလည်းဘာမှလည်းမရဘူးအဲဆိုတော့ကျွန်တော်တို့ရင်ခုန်သားနဲ့ဘင်ကိုကြည့်မယ်ကဲဘာတွေဘရိုးမင်းနိုင်မယ်ကျွန်တော်ကန်ဆောက်ရင်ကောင်းတယ်ကျွန်တော်2တွေဖိုးတွေမကြပဲကျွန်တော်အနေနဲ့3ကြသွားရဆိုတော့ကျွန်တော်ဘင်ကိုတန်းသွားပြီဒီတန်းတာလေးကဘာစကင်ဖြစ်မလဲဆိုတော့ကူရှင်စကင်ပေါ့နော်ကျွန်တော်လိုချင်တာပြောတာပါဒါပေမဲ့မွန်တော့ကဘာဖြစ်မလဲဆိုတော့မသိဘူးပေးရကောင်ပဲသူပေးရကောင်ပဲယူရမှာပေါ့နော်Oh my god ဘာလို့မြင်နေမလဲကျွန်တော်အနေနဲ့ဂူရှင်စကင်နဲ့ဒိုင်းရော့စကင်တာတာကျွန်တော်ဒိုင်းရော့စကင်တော့ရရဲဂူရှင်ကိုပိုးလို့ချင်နေဆိုပေမဲ့လည်းဒိုင်းရော့နဲ့လည်းအဆင်ပြေတယ်အဲဆိုတော့ကျွန်တော်အနေနဲ့ဒီဘန်တော့တော်တော်လေးကိုတန်သွားပြီပတ်စဝတ်မန်တော့လည်းလူကြိုက်များဆုံးကျွန်တော်လည်းသဘောကျတယ်ချောင်း QF စကင်ရတယ်ပတ်စတူမှလည်းဒေါ်40နဲ့ဒိုင်းရော့စကင်ကိုရခဲ့တယ်သူများလို့ aura တွေတခြားစကင်ဖြစ်တဲ့ပါလဲဘာစကင်မဆိုမဲမသိဘူးကျွန်တော်လည်းမေးသွားပြီတည့်ရလူဘာတို့က comment မှာမှန်ခဲ့အောင်ဘလို့မှန်တဲ့စကင်ပေါ့ဗျာအဲ့စကင်တွေမပေးပဲကျွန်တော်ကို6နဲ့တိုင်းတော့ပြည့်ဆိုတော့ဒီတခါလာတဲ့ giveaway ဘန်တော့တော်တော်လေးကိုသဘောကျရဗျာမွန်တို့အနေနဲ့ကလည်းဒီ2025မှာလာတဲ့ giveaway ဘန်မှာတော်တော်လေးကိုသဘောကောင်းနေလို့ထင်တယ်ကျွန်တော်ကြည့်ရတာ TikTok ရဲ့ YouTube မှာ6နေဂူရှင်နေတိုင်းတော့ရေးအပေးတော်တော်များရဗျာပလီယာသဘောကျရဲ့စကင်တွေကျွေးပြရဗျာတချို့ပလီယာဆိုရင်10တော့နဲ့တခါရဲ့ giveaway စကင်တွေပါလာရရှိတယ်အဲ့လိုဆိုတော့ဒီနှစ်လာတဲ့ giveaway ဘန်မှာတော်တော်လေးကိုမွန်တို့ကသဘောကောင်းတယ်ပေါ့နော်ကဲဘာဒီရောဒီ giveaway ဘန်ရဲ့စကင်ဘေးစကင်ကိုရကြပြီလေဗျာစတူလေးရောက်ပြီးသွားပြီဆိုတော့ဘရိုအနေနဲ့စကင်တစ်ကောင်တော့ရမယ်လို့ထင်တယ်ကိုရခဲ့စကင်လေးကိုအပတ်မကြည့်ရင် comment မှာဝင်မှတ်ပြီးတော့ကြွားလို့ရပါတယ်ဒါဆိုရင်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုလည်းဒီမှာတည်းဆော်လိုက်ချင်ပါတယ်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုအဆုံးထိတိုင်းမှာကြည့်ရှုပြီးအတွက်လည်းအထူးကျေးဇူးတင်ရှိပါတယ်ဗျဒီ channel လေးကို subscribe မနေရသေးရင် subscribe နဲ့ကိုကျွန်တော်အနေနဲ့တောင်းဆိုပြရစီဦးနော်ကဲအဲ့ဆိုရင်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ရမယ်ဗျ